မင်္ဂလာပါကဲဒီနေ့2026ခုနှစ်အကြောင်းကိုနည်းနည်းတော့ပြောကြည့်ကြတော့2026ဆိုတာလေအနာဂတ်ရဲ့အရန်ဝေးကြီးမှာရှိနေတဲ့အချိန်တခုမဟုတ်တော့ပါဘူး။ရာကဘယ်လိုနည်းလဲဆိုတော့အရင်တော့သိပ္ပံဇာတ်လမ်းတွေထဲမှာပဲတွေ့ရတဲ့ AI တို့ augmented reality တို့ quantum computing တို့နှိပညာတွေအားလုံးတစ်ချိန်ထဲမှာပဲယဉ်ကျက်လာပြီးတော့ပေါင်းစုံသွားမယ် convergence ရဲ့တခုပေါ့။အဲ့ဒီမှာတင်ကျွန်တော်တို့ကမ္ဘာကြီးတစ်ခုလုံးကိုပြောင်းလဲသွားစေတော့မှာပါ။ဟုတ်ပြီဒီစကားကိုပဲတစ်ချက်ကြည့်လိုက်အောင်2026ရောက်တဲ့အခါ AI assistant ဆိုတဲ့စကားလုံးက cloud phone တစ်လုံးလိုပဲတော်တော်လေးခိနောက်ကျသွားပြီလို့ခန်းစားရလိမ့်မယ်တဲ့ဟာဘာလို့အဲ့လောက်တောင်ပြောရတာလဲအဖြေကရှင်းရှင်းလေးပါ AI တွေဟာကျွန်တော်တို့ကိုကူညီပေးအောင်တက်လက်ထောက်အဆက်မှမရှိတော့ဘူးကျွန်တော်တို့ကိုစားအလုပ်တွေလုပ်ပေးနိုင်တဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရ agent တွေအဖြစ်ကိုဖြောင်းလဲသွားတော့မှာမို့လို့ပါပဲကဲဟုတ်ပြီဒါဆိုရင်ပထမဆုံးအဓိကပြောင်းလဲကြီးတဲ့ကိုတန်းဝယ်လိုက်ကြရအောင်ဒါကတော့ကိုပိုင်အုပ်ချုပ်ခွင့်ရဲ့အယုံဦးပေါ့နော် AI တွေကကျွန်တော်တို့ရဲ့လမ်းပြ co-pilot အဆင့်ကနေတကယ်ကိုအေးအတူပူအများလို့ဖို့ကိုင်းဖတ်အဖြစ်ကိုဘယ်လိုများပြောင်းလဲလာမလဲဆိုတာကြည့်လိုက်ကြရအောင်ဒီမှာပြထားတဲ့ခြားနာချက်ကတကယ်ကိုတိတာပါတယ်စဉ်းစားကြည့်လေအခု2024မှာဆို AI co-pilot ဆိုတာကကျွန်တော်တို့ email တစ်စောင်ရေးတဲ့အခါဝါကြလေးတဲ့အကြံပေးတာလောက်ပဲလုပ်ပေးနေတာဒါပေမဲ့2026မှာတော့ autonomous agent တွေကိုနောက်ပအတွက်အယောင်ငင်တဲ့ email campaign တို့ခုလုံးကို season B account here for life လို့ခိုင်းလိုက်ယုံပဲအဲ့ဒီညွှန်ကြားချက်တစ်ခုတည်းနဲ့ तू ကအစအနေဆုံးအကုန်လုံးကိုတောင်းယူလှုပ်ဆောင်သွားနေတော့မှာပါအဲ့ဒီကိုပိုင်အုပ်ချုပ်ခွင့်ရခစ်တကြီးကိုမောင်းနေနေတဲ့ Area engine ကတော့ agentic AI ပါပဲ agentic AI ဆိုတာကဘာလဲဆိုတော့လူကအသေးစိတ်လိုက်ပြီးညွှန်ကြားနေစရာမလိုပဲသူ့ဘာသာသူချိုးချောင်းဆင်ကျင်တယ်စီစဉ်တယ်ပြီးတော့ရှုပ်ထွေးတဲ့လုပ်တွေကိုလှုပ်ဆောင်နိုင်တဲ့ AI စနစ်တွေပေါ့ဥပမာညာဘက်ကိုတွေအိတ်နေတော့ကိုယ့်ရဲ့ AI agent က marketing campaign တစ်ခုလုံးကိုစလိုက်တယ်ဘယ်ကြော်ညာကပိုထီရောက်လဲဆိုတာကို live data တွေကြည့်ပြီးအချိန်နဲ့မြအချိန်ညစ်နေတယ်မနက်မိုးလင်းလို့ကိုနိုးလာတဲ့အခါမှာတော့အကောင်းဆုံးရလက်တွေကအစင်သိမ်းဖြစ်နေပြီအဲ့လိုမျိုးပေါ့ကဲလက်တွေ့ကဘာမှာရောဘလောက်ထိတက်ရောက်မှုရှိမလဲဒီကနားဝယ်ကြည့်လိုက်ကိုလိုက်မောင်းတဲ့ robot taxi တဲ့စံတက်အဆင့်ကနေအများပြည်သူတုံးဝင်ဆောင်မှုကြီးတစ်ခုဖြစ်လာတဲ့အခါ2026မှာကဘာအစည်းခွက်တန်ဖိုးကဒေါ်လာ35ဘီလီယံတဲ့ဘီလီယံ35နော်ဒါကနိုင်ငံငယ်လေးတစ်နိုင်ငံရဲ့တစ်နှစ်စာ GDP နဲ့တောင်ညီမျှတဲ့ပမာဏကြီးပါဆိုတော့အဓိကပြောချင်တာကဒီလိုကိုပိုင်အုပ်ချုပ်နိုင်စွမ်းဆိုတာကအဆင်ပြေဖို့လေးတစ်ခုတည်းအတွက်မဟုတ်ဘူးဆိုတာပါပဲဒါကလုပ်ငန်းတွေကိုအခြေခံကစပြီးပြောင်းလဲပစ်တော့မှာဥမာဆေးရုံမှာဆိုရင် AI ကလူနာ data တွေကိုတုံးတက်ပြီးဆရာဝန်တွေဆုံးဖြတ်ချက်ပုံမြန်မြန်ချမှတ်အောင်ကူညီပေးမယ်စက်ရုံမှာဆိုရင်လူနဲ့စက်ရုံ cobots ဒီပေါ့အန်ဒီများတဲ့အလုပ်တွေကိုအတူတူပေးချင်းရင်ပြီးအမဟာရွေးမရှိလှုပ်ဆောင်သွားနိုင်တော့မှာပါကဲ AI တွေကိုယ်တိုင်အလုပ်လုပ်နိုင်ပြီဆိုပါတော့အဲ့ဒီ AI တွေကကျွန်တော်တို့ကဘာနဲ့လို့ဘလို့အပြန်လန်ဆက်ဆန်းကြမှာလဲနောက်တစ်ပိုင်းကိုဆက်ကြည့်အောင်ဒီတစ်ခါတော့ကျွန်တော်တို့ရဲ့ digital ကဘာနဲ့တကယ်လက်တွေ့ကဘာကြားကနယ်နီမျိုးတွေဘလို့မျိုးပြော့ကွယ်သွားမလဲဆိုတာကိုကြည့်ကြမယ် screen ရဲ့ခက်ကတကယ်ပဲကုန်တော့မှာလားဒီကျဲခွင့်ရဲ့ကြီးထွားနှုန်းပါတော့တကယ်ကိုမခေဘူးရ augmented reality ဆိုတာကအရင်ကလို့နည်းပညာအသစ်ဆန်းတစ်ခုမဟုတ်တော့ပဲအလုံးနဲ့အပေါ်အတွင်မရှိမဖြစ် interface တစ်ခုဖြစ်ပြောင်းလဲနေပြီဆိုတာရှင်းရှင်းလင်းလင်းမြင်လာပါတယ်ဒေါ်လာဘီလီယံ104ဖေကနေထရီလီယံတက်ဆက်ခွန်ဆလက်တက်ဆက်ကျော်ခုန်တက်သွားမယ်ဆိုတဲ့ခံမှန်းချက်ကဘာကိုပြနေလဲဆိုတော့မကြခင်မှာ AR မျက်မှန်တွေက smartphone တွေလိုပဲလူတိုင်းရဲ့နေ့စဉ်ဘဝတွေကိုရောက်လာတော့မယ်ဆိုတဲ့တဘောပါပဲဒီနေရာမှာနေပညာကတကယ်ကိုလက်တွေ့ကျလာပြီစဉ်းစားကြည့်လေကိုအေးခန်းထဲမှာ sofa အတစ်တလုံးထားရင်ဘလို့နေမလဲဆိုတာဖုန်းလေးနဲ့ထောက်ကြည့်လိုက်အောင်ပဲနောက်မှတော့ Quest ဆရာဝန်တယောက်ကလူနာရဲ့နှလုံးကို 3D ပုံရိပ်အဖြစ်သူ့မျက်စိရှေ့မှာပေါ်ပြီး Quest နေတာမျိုးဒါတွေအားလုံးကအခုလက်ရှိမှာဦးပဲလုပ်ငန်းစွမ်းဆောင်ရတဲ့ဘေးကင်းမှုကိုတကယ်ကိုတိုးတက်ကောင်းမွန်စေနေတဲ့လက်တွေ့အတုံးချမှုတွေဖြစ်နေပါပြီ Digital Twin ဆိုတဲ့ concept ကတော့တကယ်ကိုအမိုက်စားပဲဒါကဘာလဲဆိုတော့တကယ်ပြန်နေတဲ့ Lian engine တစ်လုံးရဲ့ data အားလုံးကို real time ဆွဲယူပြီး computer ထဲမှာသူ့ရဲ့ virtual အမွာဘူးကိုဖန်တီးထားတာအဲ့ဒီခါကျတော့ engineer တွေကအဲ့ဒီ virtual engine ကိုမုံတိုင်းထဲဖြတ်ပြန်ရင်ပတ်ဖြစ်ပလဲလောင်စာအသက်သုံးရင်ရောဆိုတာမျိုးတွေကိုလက်တွေ့မှာဘာအန်ဒရဲမှမရှိပဲစိတ်ကြိုက်စမ်းတက်လို့ရသွားတာပေါ့ကဲဒီလိုအမခန်းစရာကြီးဖြစ်လာနိုင်အောင်နောက်ခွေမှာဘလို့အခြေခံအုတ်မြစ်တွေကအားဖြည့်ပေးနေတယ်လဲဟုတ်ပြီအခုကျွန်တော်တို့အဲ့ဒီ engine room ထဲကိုတစ်ချက်ဝင်ကြည့်လိုက်ကြရအောင် NVIDIA ရဲ့ CEO Jensen Huang ရဲ့ဒီစကားကတော်တော်လေးအရေးကြီးတဲ့အချက်ပြမှုတစ်ခုပဲသူပြောတာက quantum computing ဟာစာအုပ်ထဲက theory အစစ်မှတင်မဟုတ်တော့ဘူးလက်တွေ့အသုံးချနိုင်တဲ့အဆင့်ကိုရောက်လာပြီတဲ့
ဒါပါကိုဆိုလိုတာလဲဆိုတော့လာမဲ့နေ့နဲ့တွင်းမှာပဲ server အသစ်တွေ fault ထုတ်တာတော့ယာဒီဥရုပြဿနာကိုဖြေရှင်းတာတော့လို့လက်ရှိ computer တွေနဲ့မဖြေရှင်းနိုင်တဲ့ပြဿနာကြီးတွေကိုဖြေရှင်းနိုင်တော့မယ်ဆိုတဲ့သဘောပါပဲ ဟုတ်ပါပြီကျွန်တော်တို့ကအခုဆိုရင်အဆင့်3 commercial pilot ဆိုတဲ့အဆင့်ကိုတကယ်ရောက်နေပါပြီဒီအဆင့်မှာ quantum computer တွေရဲ့အကြီးကြီးစွမ်းအားကိုဗနာရေးစီးကွက်မှာအမျက်ဆိုးအများဆုံးယင်းနှမြုပ်နှံမှုလမ်းကြောင်းတွေရှာတာတို့ကဘာတဝမ်းကတင်မောတွေအတွက်အထီးရောက်ဆုံးလမ်းကြောင်းတွေထွက်ချက်တာတော့မှလက်တွေ့စားပြီးအတုံးချနေကြပြီဒါတွေကလက်ရှိ super computer တွေတောင်ရှာလေသွားမဲ့ပြဿနာမျိုးတွေပါ ဒါပေမဲ့ပေါ့နော်ဒီလိုကွန်ပျူတာစွမ်းအားတွေကြီးလာတာနဲ့အမျှတာဝန်ယူမှုကလည်းကြီးလာတယ်အဓိကတော့ယာသီလူဖြောင်းလဲမှုပေါ့ကံကောင်းလာက AWS နဲ့ Azure လို cloud company ကြီးတွေကတာမန် data center တွေထက်68ခန့်နေ99%လောက်အထိကာဗွန်ထုတ်လွှတ်မှုပိုနေတဲ့စနစ်တွေကိုအပြိုင်ဆိုင်တိစုပ်လာကြတယ်သူတို့ရဲ့ပြိုင်ဆိုင်မှုကကျွန်တော်တို့ကဘာကြီးအတွက်တော့တည်င်းကောင်းတစ်ခုဖြစ်လာတာပေါ့ ဒီအခြေခံအုတ်မြစ်ရဲ့နောက်ဆုံးအပိုင်းကတော့ software တွေကိုဘယ်လိုပိုကောင်းအောင်ပိုမြတ်အောင်ဒီဆောက်မလဲဆိုတာပါပဲစဉ်းစားကြည့်လေ company တစ်ခုမှာ developer တိုင်းကကို app အတွက် tool တွေကိုတယောက်ချင်းလိုက်ရှာနေရရင်အချင်းကုန်တာပေါ့အဲ့ဒီအစား platform engineering team တွေက developer တွေအလွယ်တကူတုံးလို့ရမယ် Lego တုံးတွေလို့အသင့်တုံး tool တွေကိုကြိုတင်တိဆောက်ပေးထားတယ်ဒါဆို developer တွေကအဲ့ဒီ Lego တုံးတွေကို UB ဆက်လိုက်ရုံပဲ app တွေကပိုမြန်မြန်ပြီးတယ်ပိုပြီးလဲစိတ်ချရတယ် ကဲဒီလိုအမခန်းရဲ့နီးပညာအပြောင်းလဲတယ်ဒီအများကြီးကြားထဲမှာအရေးကြီးဆုံးမိခွန်းတစ်ခုထော်လာဒီဒါဆိုကျွန်တော်တို့လူတွေရဲ့အခန်းကဏ္ဍကဘာလဲစက်တွေကပိုတော်လာတဲ့အခါကျွန်တော်တို့အလုပ်လုပ်ပုံနေဆိုင်ပုံတွေဘယ်လိုပြောင်းပါမလဲလူသားတော်လည်းရဲ့အပိုင်းကိုကြည့်ကြည့်အောင် ဒါကတော်တော်လေးအရေးကြီးတဲ့အထွေးခေါ်ပိုင်းဆိုင်ရာအပြောင်းလဲတစ်ခုကိုပြနေတာပါလူနဲ့ AI ဆိုတာစစ်တူရင်ခုံပေါ်ကပြိုင်ပတ်တယ်မဟုတ်တော့ဘူးအဲ့ရစာဥပမာဘေသူကတယောက်ဒီဇိုင်းဆွဲတဲ့အခါမှာ AI ကအရင်ကလုံးဝမတွေးမိခဲ့တဲ့ဒီဇိုင်းအတစ်တေပိုခိုင်ခံတဲ့ဒီ software တွေကိုအကြံပေးတဲ့တကယ်ကိုဖန်တီးမှုလုပ်ငန်းမှာလက်တွဲဖော်တယောက်ဖြစ်လာတာမျိုးကိုဆိုလိုတာပါ ဒါပေမဲ့ AI ကကားတွေမောင်းငွေကြေးဆုံးဖြတ်ချက်တွေချလာတဲ့အခါသူတို့ဘယ်လိုလုပ်ပြီးယုံကြည်ကြမလဲအဲ့ဒီမှာ AI governance ဆိုတာကအရေးကြီးလာတာပဲဒါက AI တွေအတွက်ကစားပွဲရဲ့စီးမြဲနေလို့ပြောလို့ရတယ် AI နဲ့ပတ်မလိုက်အောင်မြရအောင်ပြီးတော့သူတို့ရဲ့ဆုံးဖြတ်ချက်တွေကိုကျွန်တော်တို့နားလည်နိုင်အောင်တေချာထင်းကြောင်းပေးမယ်စနစ်ပေါ့ဒါကဥပဒေရလိုအပ်လို့လုံးတာမျိုးထက်30သူတွေယုံကြည်မှုကိုရဖို့အတွက်အဓိကအားသာချက်တစ်ခုဖြစ်လာနေပါပြီဒီစရာကိုတစ်ချက်ကြည့်လိုက်ကနေအနာဂတ်ရဲ့အလုတ်ကင်ဈေးကွက်ကဘလို့ပုံစံဖြစ်မလဲဆိုတာမြင်နိုင်ပါတယ် AI ကျင့်ဝတ်ဆိုင်ရာကျွမ်းကျင်သူတို့ content engineer တို့လွန်ခဲ့တဲ့10နှစ်လောက်ကဆိုလုံးဝမရှိသေးတဲ့အလုတ်ကင်တွေကအခုတော့လာစားအမြင့်ဆုံးနဲ့အလုတ် up ဆုံးဖြစ်လာပြီဒါကဘာကိုပြလဲဆိုတော့နီးမညာကအလုတ်တွေကိုဖျက်ဆီးတယ်ဆိုတော့တဲ့တန်ဖိုးရမ်းမြင့်တဲ့ခွင့်လားတစ်တွေကိုလည်းဖန်တီးပေးနေတယ်ဆိုတာပါပဲ ကဲအဆုံးသတ်အနေနဲ့ကျွန်တော်အားလုံးကန်ပြီးစဉ်းစားရမယ့်အရေးကြီးဆုံးမင်းကွန်ကတော့ဒါပါပဲကြိုးကြောင်းဆင်ချင်နိုင်တဲ့ဖန်တီးနိုင်တဲ့လုံဆောင်နိုင်တဲ့အဲ့လိုနီးပညာတွေနဲ့အတူလူသားတစ်ယောက်ဖြစ်ခြင်းအဲ့လိုတက်ကဘာဖြစ်လာမလဲအဖြေကတော့စက်တင်မလုံနိုင်တဲ့အရာတွေဥပမာကရိုနာထားတာစာနာတာတကယ်ကိုမူလခန္တီမှုတွေလုပ်တာအဲ့လိုဆိုင်းရည်တွေကိုပို့ပြီးတန်ဖိုးထားဖို့ပါပဲအဲ့ဒီတော့ဒီတိုးစေကိုတုံးပြီးကျွန်တော်တို့ရဲ့ထူးခြားတဲ့လူသားဆိုင်းရည်တွေကိုဘယ်လိုမင်းတင်ကြမလဲဒါကပဲ2026နှစ်အနာဂတ်အတွက်အစိတ်လှုပ်ရှားစရာအကောင်းဆုံးစင်ခေါ်မှုကြီးဖြစ်လာမှာပါ